2026မှာလုံးဝရှုံးမမရှိသေးတဲ့သတင်းတွေတော့အသင်း Manchester United ကမင်းညာကပေးလစ်ပွဲအပိမှာ2-1နဲ့အနိုင်ယူပြီးအဆင့်3ကိုတက်လှမ်းနိုင်ခဲ့ပါတယ်။ယာယီနီးပြကာရစ်လက်စတက်မှာအရှုံးဆိုတာဘာမှမသိသေးတဲ့အနေအထားလေးဖြစ်ပါတယ်။ကာရစ်က9ပွဲမှာ6ပွဲအနိုင်တပွဲတည်းနဲ့ United ဖန်တွေဘယ်တော့မှမမြင်ဘူးတဲ့ပုံစံကိုပြသနေကြပါ။နီးပြတရဲ့တိုက်စစ်ဆင်မှုအားကောင်းတဲ့ကစားကွက်လူငယ်ကစားသမားတွေရဲ့တက်ကြွမှုနဲ့ဝိုင်းရင်ကစားသမားတွေတည်ငြိမ်မှုတွေပေါင်းစပ်လိုက်တဲ့အခါမှာတော့ပြိုင်ဖက်တွေကြောက်ရတဲ့အတင်းတင်းဖြစ်လာခဲ့ပါပြီ။ဒီခြေစွမ်းအတိုင်းသာဆက်သွားမယ်ဆိုရင် United တို့ Premier ဖလားတောင်ရနိုင်ပါသေးတယ်။တပတ်တပွဲကန်ရပေမဲ့19သင်းဖန်တွေကတော့ United ရဲ့နိုင်ပွဲတွေကြည့်ပြီးကြောက်နေကြတယ်လို့တောင်ပြောလို့ရပါတယ်။ Ferguson နီးပြနောက်ပိုင်းမမြင်ရတဲ့ပုံစံနဲ့ United ဖန်တွေရဲ့အပြောဆုံးနေ့ရက်သို့ရောက်ရှိလာခဲ့ပါပြီ။ Michael Carrick လက်ထက်မှာ Manchester United ရဲ့စွမ်းဆောင်ရည်ကတော့ကစားပွဲ9ပွဲနိုင်ပွဲ6ပွဲတရီတပွဲနဲ့ရှုံးမေးမရှိပါဘူး။သွင်းကို14ကိုအထိရှိလာခဲ့ပြီးပေးကို6ကိုလက်ရှိအဆင့်3နေရာမှာရပ်တည်နေပါတယ်။ Carrick ရဲ့ Manchester United အသင်းကိုဘေးအသင်းရှုံးမေးကြုံတဲ့အောင်ဆွဲဆောင်နိုင်မလဲပရိသတ်တို့ရဲ့ comment လေးမှာမှန်းခဲ့ပေးပါအောင်နော်။